이거 얼마요? 천짜? 천짜? 한짝 1,000원? 네, 천짜. 천짜. 네, 천짜. 이번에 모자를 산 이들은 한국인 관광객들입니다. 손님들이 돌아설 때까지 자리를 뜨지 않는 산산루. 오늘은 물고기밥도 팔고 모자도 팔아 기분이 좋습니다. 산산루. 네. 이거는 좀 더워 보이는데 밀짚 모자 같은 거 팔면 잘 팔릴 것 같은데 그런 거 생각 안 해봤어? 여기만 버사 아이님이 싫어. 세구려 싫어하고 다른 아이님이 싫어. 버사 싫어. 놀러가. 팔고 난 다음에 돈을 준다고 하면 안 돼? 你让我先说，不才我只为我家那些。 လူပြောမယ်လို့သူကចောင်းသွားစေချင်တယ်အဲ့တော့သူကမေကလက်ထောက်မရှိဘူးပေါ့လက်ထောက်မရှိဘူးဆိုတော့သူကចောင်းသွားစေချင်တယ်သူကအိမ်မှာလည်းသူကပစ္စဝင်ငွေမရှိဘူးလေဝင်ငွေမရှိတော့သူကအဲ့ဒါနဲ့ចောင်းမသွားဖြစ်ပဲနဲ့သူကတရရောင်းဖြစ်တယ်ပေါ့ဒီရောင်းဖြစ်တော့သူကចောင်းသွားရှင်တယ်လည်းမသွားရဘူးပေါ့အဲ့ဒါနဲ့အဖေမေမှာသူကလက်ထောက်တဲ့ပုံမျိုးပေါ့အဲ့ဒါနဲ့သူကူညီနေရတယ်ပေါ့သမီးအနေနဲ့တော့သူ့ကိုចောင်းသွားစေချင်တယ်ဘာလို့ဆိုရင်သူကចောင်းသားနေစေချင်လေဘာလို့ဆိုငယ်လေးတွေသူများနေသွားနေတဲ့အချိန်မှာသူကအားငယ်လေးမှအကြောင်းကြောင်းသွားစီရှင်တယ် 그래서 다른 친구들은 학교 다니는데 산산루는 못 다니고. 집안 형편이 어려워 학교에 가지 못한다는 산산루. 하지만 그보다 더 놀라운 사실이 하나 더 있습니다. ဆန်းဆန်းကငယ်တယောက်ရှိသေးတယ်သူညီမလေးညီမတော့2ယောက်ပဲရှိတယ်အဲ့ဒီတယောက်ကိုသူကကျောင်းစိမ်းကျောင်းဖြူနေဝယ်ပေးလိုက်တယ်ပေါ့အဲ့လိုအဝတ်စားတွေဝယ်ပေးလိုက်တယ်အဲ့ဒါသူမနေရဘူးပေါ့သူ့အမေကသူ့ကိုသူကနေရှင်ရဲနဲ့သူ့အမေကဟိုလက်မခံဘူးအဲ့လိုပြောရလေနေလို့မရလို့လို့ပြောအမှန်မှန်ဆိုသူကအခွား9တန်းနဲ့ထွက်တော့တယ်ဆိုရင်အဲ့ဒီ6လပဲတော့အကြောင်းဖွင့်ချိန်လေအဲ့ဒါဆိုတော့ထားပြီးလို့ကြည့်နေလို့ရတယ်အဲ့သူ့အမေကတော့မထားပြီးပေါ့မပြောဘဲနဲ့သူကသူ့တမီးမှာလိန်ထားပေါ့ဟိုအဲ့လိုမရဘူးပေါ့မလက်ခံတော့ပေါ့အဲ့လိုတဘောမျိုးပေါ့အဲ့ဒါကြောင့်သူနေလို့မရဘူး 난 지금 이해가 안 가는 게 아빠가 산산루 학교 가라고 만잣을 줬는데 엄마가 안 보낸 거잖아요. 그럼 아빠는 가만히 있었어요? အဲ့အဖေကအခုကတော့သူကအဲ့ဒီတော့အိမ်ထောင်ကွဲနေပေါ့နော်အခုကတော့ပြန်ပါသွားပြီပြန်ပါသွားပြီတဲ့အချိန်မှာတော့ကျောင်းကတလားတော့နောက်ကျနေတယ်အဲ့ဒါကြောင့်သွားမနေရဘူးလေသူကသူ့အမေကသွားမထားဘူးလေအဲ့လိုသူ့အဖေကတော့လည်းနေစီရှင်ပေါ့နော်သူကသူ့အဖေဒီမှာပဲတောင်းဆိုတယ်အဲသူ့အမေကမသွားတော့မနေရဘူးပေါ့သူ့အမေသွားမှပဲရလေကြောက် 동생은 학교를 다닌다고 했는데 왜 산산루는 학교를 지금 못 다니고 있는 거예요? ညီမလေးတော့เนี่ยမျိုးစီးပွားရေးတော့နည်းနည်းကြက်သေးပုံမှာအိမ်ဆောက်ပြီးစားဆိုကြတော့တူတော်တဲ့ကျောင်းကလည်းတစ်ဖက်နဲ့လို့ဟင်းကြောင်လို့ကျောင်းလည်းမထားပြီးနေဘူးလေအဲ့မှာကိုစားဖို့နေရင်လည်းကြက်သေးပုံမှာဟင်းကြောင်လို့တမျိုးကြီးဖြစ်မှာပုံတမျိုးကြီးပေါ့မသွားရပြီးတော့စိတ်အောင်ငဲပေါ့စီးပွားရေးလည်းစင်မပြည့်ပဲခါသူကလည်းအမေနဲ့မကူလက်ကူပြီပေါ့ဟင်းကြောင်လို့အမေတရားတည်းချားနေရလေဟင်းကြောင်လို့သူကအမေတနာလို့ဆိုပြီးလက်ကူမှရောင်ပေးတာ